တေချင်းတရားဆိုတာတက်ရှိမှန်သမျှရှောင်လဲလို့မရတဲ့နေရာမှာတစ်ခုပါတစ်ပင်ကြီးတွေအေယာမဝေလာငါးကြီးတွေကနေလူသားတွေအထိအချိန်တန်ရင်အိုမင်းရင်ရော်ပြီးမြေကြီးကိုပြန်သွားကြရတာကြီးပါပဲဒါပေမဲ့ကမ္ဘာသမုဒ္ဒရာရဲ့အနက်ပိုင်းတနေရာမှာတော့ဒီနေရာမှာကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်နေတဲ့တတဝါလေးတစ်ကောင်ရှိနေပါတယ်သူကတော့ Turritopsid donny သို့မဟုတ် immortal jellyfish လို့ခေါ်တဲ့မသိနိုင်တဲ့ jelly ငါးပဲဖြစ်ပါတယ်သူ့မှာလူတွေလိုလက်နက်တွေအေယာမခန္ဓာကိုယ်ကြီးတွေမရှိပါဘူးလက်သေးကောင်လောက်ပဲရှိတဲ့ဒီတတဝါလေးဟာဘလို့နီးနဲ့ထာဝရအသက်ကိုပိုင်ဆိုင်ထားတာလေသူဟာအိုမင်းရင်ရော်လာတဲ့အခါမှာတေဆုံးသွားမဲ့အစားခလေးဘွားကိုပြန်သွားနိုင်တဲ့ time travel စွမ်းရည်ကိုပိုင်ဆိုင်ထားတာပါဒီနေ့မှာတော့သိပ္ပံလောကကိုကန်လှုပ်နေတဲ့ဒီအံ့ဖွယ်တတဝါလေးရဲ့လှုပ်ဝက်ချက်တွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အစီအစဉ်လေးမစခင်မှာအခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ကမ္ဘာဖြစ်ရစမ်းတွေကိုအမြဲကြည့်ချင်ရင် Interest Knowledge Facebook page နဲ့ YouTube channel လေးကို like and follow လုပ်ထားဖို့မေ့ကြပါနဲ့ဦးနော်စီဇန်လေးကိုစလိုက်ကြအောင်ပါရှင်ဒီ jelly ငါးလေးအကြောင်းပြောရင်ဂျပန်နိုင်ငံကပညာရှင်ကြီးရှင်ကိုဘိုဒါအကြောင်းကိုခြံထားလို့မရပါဘူးသူဟာကျိုတိုတက္ကသိုလ်ကပါမောက္ခတအုပ်ဖြစ်ပြီးဒီမသိနိုင်တဲ့ jelly ငါးလေးတွေကိုနှစ်ပေါင်း30ကျော်ကြာအောင်နေ့စဉ်မပြတ်ပြုစုဆောက်ရှောက်ပြီးလေ့လာနေတဲ့သူပါသူဟာဒီတတဝါလေးတွေရဲ့ဘဝဆောက်ဝန်းကိုမျက်မြင်ကိုယ်တွေ့ကြုံရသူလည်းဖြစ်ပါတယ်ရှင်ကိုဘိုဒါရဲ့တကွဲခန်းထဲမှာဒီ jelly ငါးလေးတွေဟာအချိန်မောင်းများစွာတေးလူနီးပါးအခြေအနေကနေကလေးဘဝကိုပြန်သွားတာကိုသူကမှတ်တမ်းတင်ခဲ့ပါတယ်သူကပြောမှုပါတယ်ဒီ jelly ငါးလေးတွေဟာကမ္ဘာပေါ်မှာအံ့ဩဖို့အကောင်းဆုံးတတဝါတွေပါသူတို့စီမှာအုံနောက်မရှိဘူးနှလုံးမရှိဘူးဒါပေမဲ့သူတို့မှာတေချင်းတရားကိုအနိုင်ယူနိုင်တဲ့တော့ချက်ရှိရဆိုပြီးပါသူဟာဒီတတဝါလေးတွေနဲ့ပတ်သက်ပြီးတချင်းတင်တောင်ရေးဆက်ခဲ့တဲ့အထိဆွဲလန်းခဲ့သူဖြစ်ပြီးသူတို့ရဲ့လှုပ်ဝက်ချက်ကိုရှာဖွေနိုင်မှုအတွက်သူ့ရဲ့ဘဝတစ်ခုလုံးကိုပေးဆက်ထားတာပဲဖြစ်ပါတယ်တာမန် jelly ငါးတွေဟာဥကနေပေါက်ဖွာလာပြီးအစင်းစင်ကြီးပြင်းလာကမျိုးပွားပြီးရင်တေဆုံးသွားကြပါတယ်ဒါပေမဲ့ immortal jellyfish ကတော့မတူပါဘူးသူဟာရန်သူနဲ့တွေ့လို့အနာတရဖြစ်တဲ့အခါစာရေးစာပြက်လက်တဲ့အခါဒါမှမဟုတ်အိုမင်းလာတဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ် cell တွေကိုအစကနေပြန်လည်ဖွဲ့စည်းလိုက်ပါတယ်ဒီဖြစ်စဉ်ကိုသိပ္ပံလို့ transdifferentiation လို့ခေါ်ပါတယ်သူဟာရင်းရော်နေတဲ့သူ့ရဲ့ cell တွေကိုခလေးဘဝ cell တွေဖြစ်ပြန်ပြောင်းလိုက်ပြီးပင်လယ်ကျမ်းမြေမှာအခြေချကတကြော့ပံဘဝအသစ်ကိုစတင်ပါတယ်ဒါဟာလူတစ်ယောက်ကအသက်80ရွယ်ရောက်တဲ့အခါမှာသိမဲ့အစားမိခင်ဝမ်းထဲကတရေသားဘဝကိုပြန်ပြောင်းသွားတဲ့တူပါပဲဒီဖြစ်စဉ်ကိုသူဟာအချိန်အကန့်အသတ်မရှိပြုလုပ်နိုင်တာကြောင့်ဇီဝဗေဒအရာမသိနိုင်တဲ့တတဝါလို့သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။မူလာကမြေထဲပင်လယ်မှာပဲတွေ့ရလိမ့်ရှိတဲ့ဒီ jelly ငါးလေးတွေဟာအခုဆိုရင်တော့ကမ္ဘာလုံးကသမုဒ္ဒရာတွေထဲမှာပြန့်နှံ့နေပါပြီ။သူတို့ဟာတင်းငယ်လွန်းတာကြောင့်တင်မောက်တွေရဲ့ရေကန်တွေထဲမှာကပ်ပါသွားရင်နိုင်ငံတကာကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကသူတို့ကို silent invader တိတ်ဆိတ်သောကျူးကျော်သူများလို့ခေါ်ကြပါတယ်။သူတို့မှာအုံနောက်မရှိဘူးနှလုံးလည်းမရှိပါဘူး။ဒါပေမဲ့သူတို့မှာပါဝင်တဲ့မျိုးဗီဇကတော့ကမ္ဘာပေါ်မှာအရှုပ်ထွေးဆုံးနဲ့အံ့ဩဖို့အကောင်းဆုံးဖြစ်နေပါတယ်။သူတို့ဟာရေစီးတောင်းတိုင်းမျောပါရင်တကြော့ပံဘဝတွေကိုအကြင်ကြင်ခါခါဖန်တီးနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်သမုဒ္ဒရာထဲမှာဒီ jelly ငါးအရေအတွက်ဟာတစ်နေ့ထက်တစ်နေ့ပိုပိုပြီးများပြားလာနေပါတယ်။မသိနိုင်ဘူးဆိုလို့သူတို့ကိုဘယ်အရာမှတတ်လို့မရတာတော့မဟုတ်ပါဘူး။သူတို့ဟာယောဂရရင်ဒါမှမဟုတ်တခြားငါးကြီးတွေရဲ့စောက်တော့ခြင်းကိုခံရရင်တော့သေဆုံးသွားနိုင်ပါတယ်။သူတို့ရဲ့မသိနိုင်ခြင်းဆိုတာကအိုမင်းရရော်မှုကြောင့်တေဆုံးရတဲ့ natural death ကိုပဲဆိုလိုတာဖြစ်ပါတယ်။ဒါပေမဲ့တခြားတတဝါတွေလိုအချိန်တန်ရင်အိုမင်းမိတေသွားရမယ့်နေရာမှာကိုသူတို့ကကြော်လာထားနိုင်တာကြောင့်ဇီဝဗေဒအရာတော့သူတို့ကို immortal မသိနိုင်သောသူလို့သတ်မှတ်ထားတာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေဟာဒီ jelly ငါးလေးရဲ့ DNA ကိုအသေးအံလေ့လာနေကြပါတယ်။ဒီရွက်ချက်ကတော့ရှင်းပါတယ်။လူသားတွေရဲ့ cell တွေကိုပြန်လည်နှုတ်ပြစေဖို့နဲ့ကင်ဆာလိုရောဂါဆိုးတွေကိုကုသဖို့အတွက်သူတို့စီကနီးလန်းတွေကိုရယူဖို့ပဲဖြစ်ပါတယ်။တကယ်လို့လူသားတွေသာဒီ jelly ငါးလေးစီကလှုပ်ဝက်ချက်ကိုရယူပြီးမသိနိုင်တော့ဘူးဆိုရင်ဘာဖြစ်လာမလဲသိပ္ပံပညာရှင်တွေကတော့ဒါကိုကောင်းွယ်ရောဆိုးွယ်ရောရှုမြင်ကြပါတယ်ကောင်းတဲ့အချက်ကတော့ကင်ဆာအယ်ဇိုင်းမာနဲ့တခြားသောအိုမင်းရော်မှုဆိုင်ရာရောဂါတွေကိုအမြင့်ပြတ်ကုသနိုင်မှာပဲဖြစ်ပါတယ်လူသားတွေဟာနှစ်ပေါင်းရာနဲ့ချီပြီးကြမ်းကြမ်းမာမာနဲ့အသိပညာတွေစုဆောင်းနိုင်မှာဖြစ်ပေမဲ့ဆိုးကျိုးကတော့လူဦးရေအစမတန်ပေါများလာမှုပဲဖြစ်ပါတယ်ဘယ်သူမှမသိဆုံးတော့တဲ့ကမ္ဘာကြီးမှာအစားအသောက်နေရာထိုင်ခင်းနဲ့တရားစာတတွေဟာမလောက်မငဖြစ်လာပါလိမ့်မယ်။ဒါအပြင်ဘဝရဲ့တန်ဖိုးဆိုတာတည်ဆုံးခြင်းရှိလို့သာရှင်သန်ခြင်းကလှပနေတာလို့တချို့ကယူဆကြပါတယ်။ထာဝရအသက်ရှင်ရခြင်းဟာတစ်ချိန်မှာငြင်းငွေစရာကြေးစားတစ်ခုဖြစ်သွားနိုင်မလားဆိုတာကတော့စဉ်းစားစရာပါပဲ။ဒါပေမဲ့လက်ရှိမှာတော့ immortal jellyfish ဟာလူသားတွေရဲ့အိုမင်းခြင်းကိုတိုက်ဖြတ်ဖို့အတွက်အကြီးမားဆုံးသောတောက်ချက်ဖြစ်နေစေပဲဖြစ်ပါတယ်။လက်သေးခွန်လောက်ပဲရှိတဲ့ jelly ငါးလေးတစ်ကောင်ကသေခြင်းတရားကိုအနိုင်ယူထားနိုင်တယ်ဆိုတာအံ့ဩဖို့မကောင်းလား။တဘာဝတရားဟာကျမတို့မသိသေးတဲ့လှုပ်ဝက်ချက်တွေအများကြီးကိုဝတ်ထားစေပါဒီတတဝါလေးဟာကျမတို့ကိုသင်ခန်းစာတစ်ခုပေးနေပါတယ်အဲ့ဒါကတော့
မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူးဆိုတာပါပဲဒီလိုမျိုးဘ ഹു တရရစရာအကြောင်းအရာတွေကိုအမြဲကြည့်ကြရင်တော့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်